ယေရိုထမင်းဝိုင်းမှာကြိုဆိုပါတယ်ဒီနေ့ကတော့ကျွန်တော်တို့မိုးရာသီမှာရာသီစားလေးဖြစ်တဲ့မြင့်နဲ့စူပုံနဲ့ကိုခက်ဆက်ဆက်ကလေးအရေးတောက်ကလေးချက်ပါမယ်ဗျအရင်ဆုံးမြင့်ကိုကျွန်တော်တို့ရေဆေးပြီးတော့ရေလေးခဏစိမ်ထားပါမယ်စူပုတ်ရွက်ကလေးတွေကိုလည်းတင်ထားပြီးတော့ရေလေးစိမ်ထားပါမယ်လွယ်ကူကူရိုးရိုးရှင်းရှင်းလုံးချက်ကလေးပဲချက်မှာဖြစ်တဲ့အတွက်ကြက်သွန်နီတစ်လုံးကိုပပလီးထားမယ်ကြက်သွန်ဖြူလေးတွေကိုလည်းနှုတ်ဆင်ထားပါမယ်ငရုတ်စုံထဲမှာကြက်သွန်နီကြက်သွန်ဖြူတွေကိုညက်နေအောင်ထောင်းပါမယ်ပြီးရင်တော့စနွင်းအနှဲငယ်ထည့်ပါမယ်အယောင်လေးလှဖို့အတွက်အယောင်တင်လေးထည့်ပါမယ်ဗျကျွန်တော်တို့အိုးထဲမှာမြစ်ကိုတည်ပါမယ်ပြီးရင်တော့ခုနတုန်းကကြက်သွန်ဖြူကြက်သွန်နီစနွင်းအယောင်တင်မုန့်တွေကိုထည့်ပါမယ်စုံချင်းရည်လေးကိုလည်းအနှဲငယ်ထည့်လိုက်ပါမယ်ဗျကျွန်တော်တို့အိုးလေးကိုတည်ထားပါမယ်ပြီးရင်တော့စိမ့်စားငပိအနှဲငယ်ထည့်ပါမယ်ပစွန်ချကိုလည်းကျွန်တော်အကောင်ကြီးတွေဝယ်ရွေးပြီးထည့်လိုက်ပါမယ်ရေကိုပွက်ပွက်ဆူအောင်တည်ထားပါမယ်မြစ်ကားစားလို့ရတဲ့အနေအထားကျက်သွားပြီဟေ့ဆိုရင်တော့ငေသီးစိမ့်လေးတွေထည့်ပါမယ်စားကန်နီးမှာစူပုတ်ရွက်ကလေးကိုခတ်လိုက်ပါမယ်ဒါဆိုရင်တော့အလန်းကိုလွယ်ကူရိုးရှင်းနဲ့မြင့်နဲ့စူပုတ်အရေးတောင်ဟင်းလေးရပါပြီဗျ